ဒီရေကန်တကန်လုံးကလည်းခဲနေတယ်လူတွေလည်းတိတ်မရှိကြဘူးပေါ့နော်ရာသီဥတုအေးခဲတဲ့အတွက်အားလုံးကတိတ်ဆိတ်ပြီးတော့အပင်တွေကအစာချောင်းနေဒီနေရာလေးကိုအခုနွေရာသီမှာဒါနဲ့နောက်တစ်ချိန်ပြန်သွားဖြစ်ပါတယ်အရင်တစ်ခေါက်ကလာခဲ့တဲ့ရေကန်ကြီးမဟုတ်ဘူးလို့ပဲဆဆရပြောင်းလဲနေတာတွေ့ရပါတယ်ရေကစားတဲ့လူတွေလာပြီးတော့လေပတ်ကြတဲ့လူတွေနဲ့တဘာဝရှုခင်တွေကလည်းအရန်ကိုလှပါတယ်ရှင်အခုလိုရာသီဥတုလည်းကောင်းနေတယ်အလေးချောင်းပိတ်ရက်လည်းဖြစ်တာမို့မြူးနဲ့လည်းတိတ်မဝေးခြင်းပဲနဲ့ခဏတာလေးပဲအပန်းဖြေခြင်းလေဆိုရင်တော့ဒီနေရာလေးကိုသွားလေတင်ပါတယ်မြူးနဲ့ကနေပြီး RB 55စီရင်ဒါရရောက်ပါတယ်ရှင်ဒါကိုတီဗီသားလူတွေလည်းရှိမှာပါမသိရသေးတဲ့လူတွေကဒီလိုမျိုးခရီးတိုလေးတွေသွားခြင်းတဲ့လူတွေရှာဖွေနေတဲ့လူတွေအတွက်အဆင်ပြေစေခြင်းလို့မျှဝေပေးလိုက်တာဖြစ်ပါတယ်တဘာဝရှုခင်လေးတွေကိုကြည့်ရှုပြီးတော့စိတ်ပန်းပြေကြဖို့ရည်ရွယ်ပါတယ်ရှင်ကြည့်ရှုနာဆင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်